ဒီနေ့ကတော့ကျွန်တော်တို့The One ဘန်ကောက်မှာရှိတဲ့ဂျပန်စူပါမားကတ်ကိုသွားလည်ကြမှာဖြစ်ပါတယ်ကျွန်တော်ဂျပန်စူပါမားကတ်ကိုရောက်ပါပြီဒီစူပါမားကတ်ကတော့ကျွန်တော်ထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းနိုင်ငံတစ်ခုလုံးမှာတစ်ခုတည်းသောရှိတဲ့ဂျပန်ပစ္စည်းတွေရောင်းချတဲ့စူပါမားကတ်လေးပဲဖြစ်ပါတယ်ငါတန်းစီတော့ဒီနေရာလေးကတော့ကျွန်တော်ချောကလက်အစုံရောင်းတဲ့နေရာလေးဖြစ်ပါတယ်ချောကလက်အရောင်မျိုးစုံစိုက်မျိုးစုံတွေ့ရမှာဖြစ်ပါတယ်ဒီနေရာတော့ကျွန်တော် seafood အစုံရောင်းချတဲ့နေရာလေးဖြစ်ပါတယ်ဒီမှာကျွန်တော်ငါးခုတွေလည်းတွေ့ရပါတယ်အသင့်စားသုံးနိုင်တဲ့ကျွန်တော်စားလည်းရောင်းချတာတွေ့ရတယ်ဒီနေရာမှာတော့ကျွန်တော်တို့ cheese မျိုးစုံ brand မျိုးစုံကိုရောင်းချတာတွေ့ရတယ်ဒီကွာ
ဆက်ကြဂျပန်နိုင်ငံအတွက်ပစ္စည်းအစစ်မှန်တွေကိုကျွန်တော်ဝယ်ယူစားသုံးခြင်းနဲ့ဆိုတော့ကျွန်တော်ဒီနေရာလေးမှာလာရောက်ပြီးတော့ဝယ်ယူစားသုံးနိုင်ပါတယ်ဒါကတော့The One Bangkok ရဲ့ညအလှလေးဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်